ပါခွေခံစားရတဲ့အဖြစ်ကိုစမ်းစစ်ကြည့်ပြီးโอ้ချစ်တာပဲဖြစ်မည်သူရဲ့အပြုံးဟာရင်ခုန်ပြီးတစ်တလုံးဒီတိုင်းဖြစ်ချင်ပြီးကျင်နာချစ်စကားဟာပြောခွင့်ပေးပါအတီးအတင်းမလေးဆိုရင်မြည်သူများမှတွေ့ကြောက်ပြီးခုတော့တည်ပြီးသူကိုချစ်သည်ဟုံနေကသူမျက်နှာတွေ့လိုက်ရသည်ကုန်လေးတင်လူမျောပါခွေခံစားရတဲ့အဖြစ်ကိုစမ်းစစ်ကြည့်သည်โอ้ချစ်တာပင်ဖြစ်မည်သူရဲ့အပြုံးဟာရင်ခုန်ပြီးတစ်တလုံးဒီတိုင်းဖြစ်ချင်မည်ကျင်နာချစ်စကားဟာပြောခွင့်ပေးပါအတီးအတင်းမလေးဆိုရင်